ကောင်းလေးအန်အားတင်စွာတွေးလိုက်ရတာကလွန်ခဲ့တဲ့9နှစ်ကကားမတော်တဆမှုကြောင့်ပျောက်ဆုံးသွားတဲ့ချစ်သူမလေးအခုတော့အပင်လူနာဖြစ်နေပြီဦးလေးအိမ်မှာပေါ်လာတယ်ပြီးတော့ညဘက်တိုင်းဦးလေးကသစိမ်းတွေကိုချစ်သူမလေးရဲ့အခန်းထဲခေါ်သွားတယ်အမှန်တရားကိုရှာဖွေဖို့ကောင်းလေးကတိတ်တိတ်လေးလိုက်သွားတယ်ဘာဖြစ်နေလဲဆိုတာကြည့်ချင်တယ်ဒါပေမဲ့မထင်ထားဘူးသူတကားဝါကိုရောက်တာနဲ့အမြဲစောင့်ကြည့်နေတဲ့ဦးလေးမကလှမ်းခေါ်လိုက်တယ်ဒါကိုမြင်တော့ကောင်းလေးကစိတ်လှုပ်ရှားစွာနဲ့ဦးလေးမကိုမေးတယ်ဒီလူတွေကချစ်သူမလေးကိုဘာလုပ်ကြမှာလဲဒါပေမဲ့ဦးလေးမကအေးဆေးစွာရှင်းပြတယ်ဒီလူတွေကဦးလေးကငှားထားတဲ့ပြန်လဲထူထောင်ရေးဆရာဝန်တွေပါနေတိုင်းမင်းကလေးကိုအဆိုင်ပြီးအနှိမ့်လုပ်ပေးတယ်ကောင်းလေးဦးလေးမရဲ့စကားကိုတဝက်တစ်ပြက်ယုံနေချိန်မှာဦးလေးကလူတွေကိုခေါ်ပြီးအပြင်ထွက်လာတယ်擦完身体记得上药平时再多按摩什么的避免肌肉萎缩ဦးလေးကလူတွေကိုလိုက်ပို့ပြီးတဲ့နောက်ဦးလေးမကကောင်းလေးကိုပြောတယ်ဒီဆရာဝန်တွေကထိတ်တန်းပြန်လဲထူထောင်ရေးဆရာဝန်တွေပါမင်းစိတ်ထဲမထင်နဲ့စောစောအိတ်ပါမတက်တာတော့ကောင်းလေးကအခန်းကိုပြန်သွားတယ်ဒါပေမဲ့အခန်းပြန်ရောက်တော့ကောင်းလေးပို့ပြီးတန်တရားဖြစ်လာတယ်ဒါကြောင့်သူတိတ်တိတ်လေးချောင်းထွက်လာတယ်ဦးလေးနဲ့ဦးလေးမတို့ပြောနေတာကိုခိုးနားထောင်你们几个怎么进去这么久？这个月都第几回了？你们不担心郭薇薇的身体啊？她才20岁。我说你个臭娘们儿，一天闲了没事干，管这些干什么？她的身体好不好，关你什么事？我就问你，你还想不想赚钱了？我不管，但我起码有良心，我不像你。切，别说这些了。那小子发现什么没有？反正我已经搪塞过去了，应该是没有发现什么。最好没发现，可不能让这小子发现咱们的秘密。သူတို့ရဲ့စကားပြောတန်ကိုကြားပြီးကောင်းလေးကဒီအရာကလုံးဝမယိုရှင်းဘူးဆိုတာပိုသေးချသွားတယ်ငါးနှစ်ကရေးစားကားမတော်တဆမှုဖြစ်ပြီးနောက်ဘာလို့ရုတ်တရက်ပျောက်သွားတာလဲငါးနှစ်အကြာမှာဘာလို့ကိုဦးလေးအိမ်မှာရုတ်တရက်ပေါ်လာတာလဲပြီးတော့ဦးလေးနေတိုင်းရေးစားခန်းထဲခေါ်သွင်းတဲ့သူတွေကဘယ်သူတွေလဲဒီများပြတဲ့မိကွန်းတွေကကောင်းလေးကိုပူပေါင်းကြံစည်မှုတစ်ခုရဲ့အနံ့ကိုရစေတယ်ဒါနဲ့သူစိတ်ပိုင်းဖြတ်လိုက်တယ်အမှန်တရားကိုတေချာရှာဖွေရမယ်ရေးစားအတွက်တရားမျှတမှုပြန်ရယူပေးမယ်အမှန်ကငါးနှစ်ကအထက်တန်းနဲ့တက်နေတဲ့ကောင်းလေးကအစ်မကောင်းလို့မိဘတွေကသူ့အတွက်တက္ကသိုလ်ကျောင်းသားတယောက်ကိုအိမ်စာတင်ပေးဖို့မှာတယ်ဒါပေမဲ့ကောင်းလေးကဒီလာတဲ့အိမ်စာဆရာမကိုပထမတွေ့မှချစ်မိသွားတယ်6လကြာစာတင်ပြီးတော့ထိတွေ့မှုရှိခဲ့တယ်မင်းကလေးရဲ့နှလုံးသားလည်းဖြည်းဖြည်းချင်းကောင်းလေးရဲ့အချစ်ကိုအရေးပြောသွားတယ်ဒီအချိန်မှာသူမကကောင်းလေးကိုပြောတယ်တက္ကသိုလ်ဝင်ဆောင်မေးပွဲမှာသူမရှိတဲ့အချိန်ပေးတက္ကသိုလ်ကိုအောင်ရင်အဲ့ဒီအချိန်ကျရင်သူရေးစားဖြစ်ပေးမယ်လို့ဒီကနေစပြီးကောင်းလေးကနေရောညပါအလွန်မေးခွန်းတွေဖြေပြီးပြန်လေ့လာတယ်ရမထွက်တဲ့နေ့ရောက်တော့ကောင်းလေးကပျော်ရွှင်စွာနဲ့ရမစာရွက်ကင်ပြီးမင်းကလေးစီလာတယ်ဒါပေမဲ့မမျှော်လင့်ပဲဒီအချိန်မှာထိမရတဲ့ကားတစ်စီးကမင်းကလေးစီတက်တက်ဝင်တိုက်တယ်ဒီနေ့ကစပြီးသူမင်းကလေးကိုနောက်တစ်ချိန်မတွေ့တော့ဘူးတက္ကသိုလ်ပွဲရပြီးတဲ့အထိကောင်းလေးကအလုပ်ကိစ္စကြောင့်ဦးလေးအိမ်မှာလာနေတယ်သူမင်းကလေးကိုနောက်တစ်ချိန်ပြန်တွေ့တယ်ဒါပေမဲ့သူမအံအားတင်းမှုကနေမပြန်သေးခင်မှာဦးလေးကသူ့ကိုပြောတယ်ကိုကမင်းကလေးရဲ့ဖေဖေနဲ့တငယ်ချင်းဖြစ်တယ်မင်းကလေးကမတော်တဆမှုဖြစ်ပြီးနောက်ကံမကောင်းစွာနဲ့အပင်လူဖြစ်သွားတယ်သူမရဲ့မိဘတွေကသူမကိုကုသဖို့ငွေရှာနေတယ်ဒါနဲ့သူမကိုယာယီအားဖြင့်ကိုယ်တိုင်အနံပြီးပြုစုခိုင်း他父母委托我照顾那我一定要把他照顾好了就连日常的洗澡上卫生间这种事情全都是我在帮都是你帮着给打水，然后我呀得慢慢给他洗。这人不能动啊，洗得真累，那真是挺不容易。အကိုနဲ့အမရဲ့ရှင်းပြချက်ကိုကြားပြီးကောင်းလေးရဲ့မိဘတွေလည်းမတွေးတော့ပဲထွက်သွားတယ်ဒါပေမဲ့ဒီအချိန်မှာပဲကောင်းလေးကမင်းကလေးရဲ့လက်ချောင်းလုတ်သွားတာကိုရုတ်တရက်တွေးလိုက်တယ်ဒါနဲ့သူချက်ချင်းဦးလေးကိုပြောပြလိုက်တယ်ဒါပေမဲ့ဦးလေးကသူ့မျက်လုံးတွေမှားနေတာလို့ပြောတယ်ပြီးတော့အလျင်အမြန်သူမကိုဆွဲထုတ်သွားတယ်သူတို့မသိလိုက်တာကဒါတွေအားလုံးမင်းကလေးရဲ့အလိမ်ညာပဲသူမလက်စားချေဖို့ခွင့်ရေးကိုစောင့်နေတာနောက်လာမယ့်ရက်တွေမှာဦးလေးကအရင်တိုင်းပဲညတိုင်းဆရာဝန်လို့ခေါ်တဲ့လူနဲ့အတူမင်းကလေးခန်းထဲဝင်တယ်ဒါကကောင်းလေးကိုမင်းကလေးအခြေအနေအတွက်ပို့ပြီးစိုးရိမ်သွားစေတယ်ဒါနဲ့သူလည်းချက်ချင်းပြေးသွားပြီးတကားခောက်တယ်ဘာတွေဖြစ်နေလဲသိချင်လို့ပါ舅舅，你这大晚上的带人在里面干什么呢？我们在里头看吧我还要问你呢刚才不是让你睡觉吗怎么还不睡你想干什么舅舅，舅舅，你的手怎么是湿的呀？你们到底在里面干什么呢？我得进去看看。你滚开！我们大人的事，小孩子不要管，不然我现在就让你妈把你带回去。不，舅舅，哎！ဦးလေးရဲ့ဒီခန်းထဲကပြုတ်မှုတွေကောင်းလေးရဲ့တန်တရားကိုပိုလေးသွားစေတယ်ဒီကာလအတွင်းတိတ်တဆိတ်စောင့်ကြည့်တာတွေနဲ့ဆိုတော့အမှန်တရားကိုမြန်မြန်ရှာဖွေသိနေလို့ပိုခံစားရတယ်မဟုတ်ရင်မင်းကလေးပိုအနေရများလာမယ်ဒါနဲ့အလုပ်ချိန်မှာသူ့လောက်ပေါ်ကင်ဘက်ကိုကင်မရာတစ်လုံးဝယ်ပေးဖို့ပြောတယ်အလုပ်ဆင်းပြီးအိမ်ပြန်ရောက်တော့ကောင်းလေးကဦးလေးမယားစီကတော့ယူဖို့ဦးလေးမယားရေချိုးခန်းသွားတော့တိတ်တဆိတ်အမှုဖြူတစ်ထုပ်ကိုသူ့မရေခွက်ထဲထည့်လိုက်တယ်ဘာမှမသိတဲ့ဦးလေးမယားပြန်လာတော့အဲ့ဒီရေခွက်ကိုတငုံနဲ့တောက်ပစ်လိုက်တယ်ဟုတ်တယ်မကြဘူးသူမဆိုပါပေါ်သတိမေ့အိတ်ကြသွားတယ်အဲ့ဒါကိုမြင်တော့ကောင်းလေးကဦးလေးမယားစီကတော့ကိုအမြန်ယူလိုက်တယ်ပြီးတော့အလျင်မြန်မင်းကလေးခန်းစီသွားတယ်ကင်မရာတက်ဖို့နေရာတင့်တော်တာရှာတယ်ဒါပေမဲ့မသိလိုက်မလဲဒီချိန်မှာပဲဦးလေးရုတ်တရက်ပြန်ရောက်老婆给我看看快给我看看အကြာကြီးအော်ခေါ်လဲမိမကတကားမဖွင့်ဘူးဒေါသထွက်နေတဲ့ဦးလေးကတော့ကိုထုတ်ပြီးကိုယ်တိုင်ဖွင့်လိုက်တယ်အိမ်ထဲဝင်လာနဲ့သူ့မိမကိုမင်းသားရနေလားဆိုပြီးဒေါသတကြီးအော်တယ်သူ့ကိုတကားမဖွင့်ပေးရတာကိုလည်းဒေါသထွက်တယ်ဒါပေမဲ့ဆိုဖာပေါ်မှာဇနီးအိပ်ပျော်နေတာကိုမြင်လိုက်ရတဲ့အခါသူပိုပြီးဒေါသကြီးလာတယ်နောက်ထပ်တစ်ခါလောက်စူပြီးတဲ့နောက်မှာဇနီးကဘာမှတုံ့ပြန်မှုမရှိတာကိုတွေ့တော့ဒီချိန်မှာဦးလေးကတစုံတစ်ခုမှားနေပြီဆိုတာချက်ချင်းသိလိုက်တယ်ပြီးတော့သူ့မိန်းကလေးရဲ့အခန်းစီကိုချက်ချင်းပြေးသွားတယ်